မြေရောက်ရှိတထုထုတ်လို့ရေးလောက်ွက်တစ်ခုကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ဒါကတော့အခုရေကျနေတဲ့နေရာတော့ဒါထုတ်လို့ရေး rising ရုံးထုတ်လို့ရေးအတွက်တထုထုတ်လို့ရေးအတွက်ပုံထောက်ပြီးတော့ down light rising တက်ထားခြင်းဖြစ်ပါတယ်အဲ့ဒီကနေမှကျွန်တော်တို့ကပီလာတွေခြံမယ်ပီလာတွေခြံပြီးတော့ကျွန်တော်တို့ဂျုံကျော်တိုင်း level ချင်းစီကိုရုံးခွာပြီးတဲ့တုံးပြန်ပြီးတော့ဖြည့်သွားလိုက်စနစ်နဲ့ပေါ့မှာလို့အကောင့်တွေပေါ်ထားခြင်းဖြစ်ပါတယ်အနာဂရောင်းမိုင်းဒီမှာတော့မဖြစ်မနေတွေ့ကြုံရတာတော့အနာဂရောင်းဝါတာထွက်လာခြင်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရေတကွန်ကရေထွက်နေတယ်လို့ပါပဲမိုင်းလုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုရင်ဒီရေတွေထွက်လာမယ်အားကိုအတွက်ကိုလည်းကျွန်တော်တို့ပြုပြင်စဉ်းစားပြီးတော့ပြင်ဆင်ထားရပါမယ်ဥပမာဒါရေရောက်ရေများများထွက်လာတဲ့အချိန်မှာကျွန်တော်တို့လွယ်တကူအပြင်ကိုဆုပ်ထုတ်တဲ့စနစ်တွေပန့်နေရန်သင်းဆင်လို့ရထားဆင်ထားမှာဖြစ်ပါတယ်ဒါမှသာလုပ်ငန်းတွေအဆက်မပြတ်ဆက်ပြီးတော့လှုပ်ဆောင်သွားလို့ရမှာဖြစ်